အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရုပ်ဆောင် channel လေးကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ crypto နဲ့ပတ်သက်ပြီးအချို့နိုင်ငံတွေကဘာကြောင့်တားမြစ်ထားကြလဲဆိုတာပါ။ crypto ဆိုတာကနည်းပညာတိုးတက်မှုရဲ့ထူးခြားတဲ့ဖန်တီးမှုတစ်ခုဖြစ်ပေမယ့်ဘာကြောင့်ချို့နိုင်ငံတွေကဒီလိုငွေကြေးစနစ်ကိုလက်မခံမီတားမြစ်ထားကြရလဲဆိုတာဆွေးနွေးကြည့်ရအောင်။ crypto ဆိုတာဘာလဲ။ crypto ဆိုတာက cryptocurrency ရဲ့အတူကောက်ဖြစ်ပြီး digital ငွေကြေးစနစ်တစ်ခုဖြစ်ပါတယ်။ Bitcoin, Ethereum စတဲ့ cryptocurrency တွေဟာ blockchain နည်းပညာကိုအသုံးပြုပြီးတော့လုံခြုံစိတ်ချရတဲ့ငွေကြေးလဲပြောင်းမှုများကိုဖန်တီးပေးပါတယ်။ crypto ကိုတားမြစ်ရတဲ့အကြောင်းရင်းများစွာရှိနိုင်ပါတယ်။အဓိကအကြောင်းရင်းကတော့နံပါတ်1ငွေကြေးစနစ်ကိုထိန်းချုပ်နိုင်မှုဆုံးရှုံးခြင်း။နိုင်ငံတော်တွင်ငွေကြေးစနစ်ကိုထိန်းချုပ်နိုင်ဖို့ဟာအရေးကြီးပါတယ်။ crypto ဟာဗဟိုချုပ်ကိုင်မှုမရှိတဲ့စနစ်ဖြစ်တာကြောင့်အစိုးရတွေအနေနဲ့ငွေကြေးစီးဆင်းမှုကိုထိန်းချုပ်ဖို့ခက်ခဲပါတယ်။ဒါဟာနိုင်ငံတော်ရဲ့ငွေကြေးမူဝါဒတွေကိုထိခိုက်စေနိုင်ပါတယ်။နံပါတ်2ငွေကြေးတူရောင်ဖြစ်ပေါ်လာနိုင်ခြင်း။ crypto ဟာနိုင်ငံတော်ရဲ့ငွေကြေးစနစ်ကိုမိခိုမနေတဲ့အတွက်ငွေကြေးတူရောင်တွေပေါ်ပေါက်လာနိုင်ပါတယ်။ဒါဟာစီးပွားရေးကိုထိခိုက်စေနိုင်ပြီးတော့ငွေကြေးစနစ်ရဲ့ယုံကြည်မှုကိုလျော့ကျစေနိုင်ပါတယ်။နံပါတ်3ငွေကြေးခိုးခြင်းနဲ့မတရားသုံးစွဲမှုများ။ crypto ဟာလုံခြုံနေဆိုပေမဲ့ဒီလိုလုံခြုံမှုဟာမကောင်းတဲ့ရည်ရွယ်ချက်တွေအတွက်လည်းသုံးချနိုင်ပါတယ်။ငွေကြေးခိုးခြင်းမူရည်စေဝါရောင်းဝယ်ခြင်းတရားမဝင်မှောင်ခိုစည်းကွက်တွေမှာcryptoကိုအသုံးပြုနိုင်ပါတယ်။ဒါကြောင့်ဆိုရတဲ့အနေနဲ့ဒီလိုမကောင်းတဲ့လုပ်ငန်းတွေကိုထိန်းချုပ်ဖို့ခက်ခဲပါတယ်။စီးပွားရေးမတည်ငြိမ်မှုcryptoစည်းကွက်ဟာအလွန်ပြင်းထန်တဲ့အထက်ကျတွေရှိပါတယ်။ဒါဟာယင်းနှိမ့်မြုပ်နှံသူတွေအတွက်စီးပွားရေးမတည်ငြိမ်မှုကိုဖြစ်စေနိုင်ပါတယ်။အစိုးရတွေအနေနဲ့ဒီလိုမတည်ငြိမ်မှုတွေကိုထိန်းချုပ်ဖို့ခက်ခဲပါတယ်။အခွန်ကောက်ခံမှုခက်ခဲခြင်းcryptoဟာဗဟိုချုပ်ကိုင်မှုမရှိတဲ့အတွက်အခွန်ကောက်ခံမှုတွေမှာခက်ခဲတွေရှိပါတယ်။ဒါဟာဆိုရအတွက်အခွန်ငွေရရှိမှုကိုထိခိုက်စေနိုင်ပါတယ်။ဘဏ်စနစ်ကိုချိန်ချမှုcryptoဟာရိုးရာဘဏ်စနစ်ကိုချိန်ချနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဘဏ်တွေဟာငွေကြေးစီးဆင်းမှုကိုထိန်းချုပ်နိုင်တဲ့ပြင်အတိုးနှုန်းတွေကိုသတ်မှတ်ပေးနိုင်ပါတယ်။ cryptoဟာဒီလိုဘဏ်စနစ်ကိုကျော်လွှားသွားနိုင်တဲ့အတွက်ဘဏ်တွေရဲ့လုပ်ငန်းတွေကိုထိခိုက်စေနိုင်ပါတယ်။နံပါတ်9စွမ်းရည်သုံးစွဲမှုများခြင်းcrypto တူးဖော်ခြင်း mining လုပ်ငန်းစဉ်ဟာစွမ်းရည်များပြားကိုသုံးစွဲရပါတယ်။ Bitcoin mining တစ်ခုတည်းအတွက်ပင်ဒီနေ့ကိုနိုင်ငံတစ်ခုလောက်ရဲ့လျှက်စစ်စွမ်းရည်ကိုသုံးစွဲနေပါတယ်။ဒါဟာသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေပြီးတော့စွမ်းရည်ရင်းမြစ်တွေကိုဖြုံးတိရာရောက်ပါတယ်။ဒါကြောင့်အချို့နိုင်ငံတွေဟာ crypto mining ကိုတားမြစ်ထားကြပါတယ်။နံပါတ်10အစိုးရရဲ့ငွေကြေးစနစ်ကိုယုံကြည်မှုလျော့ကျခြင်းcryptoဟာနိုင်ငံတော်ရဲ့ငွေကြေးစနစ်ကိုယုံကြည်မှုလျော့ကျစေနိုင်ပါတယ်။လူတွေဟာ crypto ကိုပုံမယုံကြည်လာပြီးတော့နိုင်ငံတော်ရဲ့ငွေကြေးစနစ်ကိုစွန့်လွတ်လာနိုင်ပါတယ်။ဒါအစိုးရတွေအတွက်ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။နံပါတ်9နိုင်ငံတကာစီးပြင်းများမရှိခြင်းcryptoဟာနိုင်ငံတကာမှာစီးမြင့်စည်းကမ်းတွေမရှိသေးတဲ့အတွက်ဒီလိုငွေကြေးစနစ်ကိုထိန်းချုပ်ဖို့ခက်ခဲပါတယ်။နိုင်ငံတစ်ခုနဲ့တစ်ခုစီးမြင့်တွေမတူညီတဲ့အတွက်cryptoကိုနိုင်ငံတကာအဆင့်မှာထိန်းချုပ်ဖို့ခက်ခဲပါတယ်။နံပါတ်10လူထုရဲ့အသိပညာနည်းပါးခြင်းcryptoဟာနည်းပညာမြင့်မားတဲ့အတွက်လူထုရဲ့အသိပညာနည်းပါးမှုကြောင့်လွဲမှားတဲ့ဆုံးဖြတ်ချက်တွေချမိနိုင်ပါတယ်။ရင်းနှီးမြှုပ်နှံသူတွေဟာcryptoရဲ့အန္တရာယ်တွေကိုမသိဘဲနဲ့ငွေကြေးဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်ဆိုရတဲ့အနေနဲ့cryptoကိုတားမြစ်ထားကြပါတယ်။ဒါကတော့cryptoကိုချို့နိုင်ငံတွေကဘာကြောင့်တားမြစ်ထားကြသလဲဆိုတဲ့အဓိကအဖြေပဲဖြစ်ပါတယ်။ဒါပေမဲ့cryptoဟာနည်းပညာတိုးတက်မှုရဲ့လမ်းကြောင်းတစ်ခုဖြစ်ပြီးအနာဂတ်မှာပုံမကျပြန့်တဲ့အသုံးပြုမှုတွေရှိလာနိုင်ပါတယ်။ဒါကြောင့်နိုင်ငံတွေအနေနဲ့cryptoကိုထိန်းညှိပြီးတော့အသုံးပြုနိုင်ဖို့ကြိုးစားနေကြပါတယ်။ဟုတ်ကဲ့ပါလူကြီးမင်းတို့အနေနဲ့လေcryptoငွေကြေးကိုပိုင်ဆိုင်ထားရဆိုရင်အမားယွင်းနဲ့ဆုံးရှုံးမှုများမဖြစ်ပေအကျိုးမြတ်များစွာရရှိပါစေလို့ကျမတို့ကစွမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီလိုကြိုးရှိတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေရမလို့ channel လေးကို like share and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်